ဟုတ်မင်္ဂလာပါရှင်ဟုတ်အမီနဲ့ပေါ့နော် ATPC မှာတက်ရောက်ခဲ့တဲ့အတန်းနာမည်လေးမိတ်ဆက်ပေးပါအောင်ရှင် ဟုတ်မနာမည်ကတော့မြေသစင်သက်ပါ ATPC မှာတက်ရောက်ခဲ့တဲ့အတန်းနာမည်က EDFM Executive Financial Management Diploma သင်တန်းပါရှင်ဟုတ် ကဲပါပြီးတော့ပေါ့နော် ATPC ကိုဘယ်ကနေစတင်ပြီးတော့တက်ရောက်ဖြစ်တာလဲရှင် Facebook ပေါ်ကနေပေါ့နော်ကြော်ညာလေးတွေတွေ့နေညီမကလည်းအဲ့ဒီမှာ Financial Management တက်ဖို့စုံစမ်းနေနေကိုသိသွားတော့ join ဖြစ်တာပါရှင် ဒီ ATPC မှာပေါ့နော်သင်တန်းတက်ခဲ့ရတဲ့အတွေ့အကြုံလေးပြပေးပါအောင်ရှင် ဟုတ်ဒီချိန်ကလေစတင်တာအရန်တော်တယ်အရန်တော်တဲ့ခါကျစာကိုနည်းနည်းဟိုတက်ရတဲ့အချိန်လေးနဲ့ဒီကုန်ဒီစာကိုအရန်အများကြီးရပြီးတော့လေအဆင့်လည်းအရန်ပြည့်နေရှင်ဟုတ် ကဲပါပြီးတော့ပေါ့နော်ဒီနေ့ဘွယ်နေသပင်တက်ရောက်ရတဲ့ခန်းစားချက်လေးပြပေးပါအောင်ရှင် အရန်ပြောတာပေါ့နော်စိတ်လည်းလှုပ်ရှားနေတာပေါ့အခုလိုမျိုးအခုလိုမျိုးတက်ရတဲ့တက်လဲဒီကြောင်းလည်းကျေးဇူးတင်ပါတယ်ရှင် ကဲပါပြီးတော့ပေါ့နော်ဒီ ATPC မှာနောက်တက်မဲ့ကျောင်းသားကျောင်းသူအသစ်တွေရောဗာလေးပြောချင်ပါလဲရှင် ဟုတ်ဒီကျောင်းမှာ ATPC ကျောင်း college ကျောင်းမှာပေါ့နော်သင်တန်းတွေတက်လို့ရှိရင်ဒီကျောင်းကိုမပြောချင်ပါတယ်ရှင်။ဘာဖြစ်လို့တီချယ်တွေကစာသင်ပြတာအရန်ကောင်းနေပြီးရင်ဇင်တို့သင်ခဲ့တဲ့တီချယ်ဆိုလို့ရှိရင်ဝိုင်းစရာဖြစ်တဲ့အတွက်ကြောင့်အရန်အသင်ပြကောင်းပါတယ်ရှင်ဟုတ် ကဲပါဟုတ်အခုလိုဖြေကြပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင် Begin your future with ATBC.